လွန်ခဲ့တဲ့15နှစ်ကနန်းတော်ဥယျာဉ်ထဲမှာကလေးဘဝရဲ့ဖြူစင်တဲ့ကတိစကားတွေနဲ့လမ်းခွဲခဲ့ကြတဲ့ရဲမှန်နဲ့နန်းချိုအခုတော့ရဲမှန်ဟာတိုင်းပြည်အတွက်အားကိုးရတဲ့စစ်သူရဲကောင်းတစ်ယောက်အဖြစ်နန်းတော်ကိုပြန်လည်ခြေချလာခဲ့ပြီဖြစ်တယ်လို့နန်းချိုဟာလည်းအေးချမ်းသာယာလှပတဲ့မင်းသမီးတစ်ပါးအဖြစ်အရွယ်ရောက်လို့နေပါပြီဒါပေမဲ့နန်းသွင်းရအရှုပ်ထွေးတွေနဲ့တာဝန်ဝတ္တရားတွေကြမှာသူတို့ရဲ့ငယ်ကလေးတွေကအသက်ဝင်နေဦးမလားဒီဥယျာဉ်တွေကခန္ဓာပင်လေးကိုမှတ်မိသေးရဲ့လားနန်းကိုရိုကတိထားခဲ့တဲ့နေရာလေးနန်းချိုးကခက်ရက်လေးပြုံးရင်အချိန်တွေကအရာရာကိုပြောင်းလဲစေခဲ့တာပဲရေမန်းရှင်ပြန်လာတဲ့အချိန်မှာဒီကတိတွေကအပေါ်အလုပ်တွေဖြစ်မနေဖို့ပဲနန်းဆူတောင်းမိတယ်အတိတ်ကလိုဝတ်ချက်သူတို့နှစ်ဦးခွဲခွာခဲ့ရတဲ့တကယ့်အကြောင်းရင်းမှန်ကဘာလဲတတိယလူသူတို့ဂျာတဲ့ကိုဝင်နှောင်းဆိုင်မဲ့နန်းသွေးအမတ်ချုပ်ကြီးရဲ့သမီးနှလုံးသားရည်ထက်တိုင်းပြည်အရေးကိုဦးစားပေးရတော့မယ်ရဲမှန်ရဲ့ဆုံးဖြတ်ချက်သူတို့နှစ်ဦးရဲ့ငယ်ဘောအဂတိသစ္စာကခိုင်မဲပါမလားဒါမှမဟုတ်အချိန်တွေရဲ့တိုက်စားမှုအောင်မှာပျောက်ကွယ်သွားမလားဆိုတာအတူတူအဆောင်ကြည့်လိုက်ကြရအောင်ဗျာလွန်ခဲ့တဲ့15နှစ်လှပတဲ့နန်းတော်ဥယျာဉ်တစ်ခုရဲ့ပန်းပွင့်တွေဝေစာနေတဲ့နေရာမှာကလေးနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်ပြေးလွှားဆော့ကစားနေကြတယ်။တစ်ယောက်ကတော့စစ်သူကြီးဦးဖျားရဲ့သားလေးရဲမှန်နောက်တစ်ယောက်ကတော့မိဖုရားကြီးစုရန်ရဲ့သမီးလေးနန်းချိုသူတို့နှစ်ယောက်ဟာခွဲမရတဲ့မောင်နှမအရင်လိုပဲအမြဲအတူတူရှိနေခဲ့ကြတယ်။ပန်းကင်းထဲမှာနန်းချိုကလိပ်ပြတစ်ကောင်ကိုလိုက်ဖမ်းရင်ပြေးလွှားနေပြီးရဲမှန်ကသူ့နောက်ကနေပြေးလိုက်နေတယ်။ရဲမှန်ရဲ့လက်ထဲမှာတော့သူ့နန်းချိုအကွာခူးထားတဲ့ရောင်စုံပန်းလေးတွေရှိနေတယ်။ရဲမှန်အသက်လူပြေးရင်နန်းချိုခဏလေးနန်းချိုလှဲ့ကြည့်ရင်ရေမောလီရဲ့ဟီအကိုလေးရဲမှန်ကနှီးတာကိုနန်းချိုကရဲမှန်ကိုစက်နှောင်ရင်ဆက်ပြေးသွားတာကနေရုတ်တရက်ချေချော်ပြီးလဲကျသွားတယ်။နန်းချိုငိုမဲမဲ့မျက်နှာလေးနဲ့နားတယ်ရဲမှန်ချက်ချင်းပြေးသွားပြီးနန်းချိုဘာဖြစ်တာလဲရဲမှန်ကနန်းချိုဘေးနာဒူးထောက်ထိုင်ချပြီးဒူးပွင်းထားတဲ့နန်းချိုကိုကြည့်လိုက်တယ်။ပြီးတော့သူ့လက်ထဲကပန်းလေးတွေနဲ့နန်းချိုရဲ့မျက်ရည်တွေကိုတုပ်ပေးလိုက်တယ်။ပြီးနောက်သူ့ရင်ခွင်ထဲကကြောက်စိမ့်ဆွဲသီးလေးတစ်ခုကိုထုတ်လိုက်တယ်။ရဲမှန်မငုံနဲ့နန်းချိုဒါလေးကိုကြည့်ဒါအကိုလေးရဲ့ကန်ကောင်းချင်းလေးကွာအခုနန်းချိုကိုပေးမယ်ဒါလေးရှိရင်နန်းချိုဘရောမှမငိုရဘူးနော်နန်းချိုကမျက်ရည်တွေကြားကနေလှမ်းကြည့်လိုက်တော့ရဲမှန်ကသူ့ကိုကြောက်စိမ့်ဆွဲသီးလေးတစ်ခုဝစ်ပေးနေတာကိုတွေ့လိုက်ရတယ်ထိုဆွဲသီးလေးမှာလှပတဲ့ပန်းဝင်လေးတစ်ဖွင့်ကိုထွင်းထားတယ်နန်းချိုအံ့ဩတကြီးညံဒါအကိုလေးရဲ့အကောင်းဆုံးပစ္စည်းလေးမဟုတ်လားရဲမှန်ပြုံးရင်ဟုတ်တယ်ဒါပေမဲ့အခုနန်းချိုအတွက်နောက်ဆိုနန်းချိုကအကိုလေးရဲ့မိဖုရားထစ်လာမှာမဟုတ်လားအဲ့ဒီတော့အခုကတည်းကအကိုလေးပစ္စည်းတွေနန်းချိုစီမှာပဲရှိတင်တာပေါ့နန်းချိုကမျက်ရည်တွေကိုတုပ်လိုက်ပြီးကြောက်ဆိုင်ဆွဲသီးလေးကိုကြည်ရင်ပြုံးလိုက်တယ်သူချိန်ထဲမှာပဲနန်းတော်ရဲ့လေကိုက်တီပေါ်ကနေစစ်သူကြီးဦးဖျားနဲ့မိဖုရားကြီးစုရန်တို့ကသူတို့သားသမီးတွေစော့ကစားနေတာကိုပြုံးရွှင်ကြည့်နေကြတယ်မိဖုရားကြီးစုရန်နူးညံ့စွာပြုံးရင်ကလေးတွေကတကယ်ကိုချစ်ဖို့ကောက်ကြပါရဲ့အရှင်သူတို့နှစ်ယောက်အတူတူရှိနေတာကိုကြည့်ရတာကျမဝမ်းသာလိုက်တာစစ်သူကြီးဦးဖျားခေါင်းညိတ်လေးရဟုတ်ပါတယ်မိဖုရားကျွန်တော်တို့ရဲ့သားသမီးတွေအရွယ်ရောက်လာတဲ့အခါလက်ထပ်ပေးဖို့ကျွန်တော်တို့ဂရီပြုခဲ့ကြတာမဟုတ်လားဒီကလေးတွေဟာကျွန်တော်တို့ရဲ့နိုင်ငံတော်အတွက်လဲခိုင်မာတဲ့မဟာမိတ်ဖြစ်စေမှာပါမိဖုရားကြီးစုရန်မှန်ပါတယ်အရှင်သူတို့နှစ်ဦးရဲ့မေတ္တာကကျမတို့နိုင်ငံတော်ကိုစီပင်ဝေါ့ပြော့စေမှာပါစစ်သူကြီးဦးဖျားကမိဖုရားကြီးစုရန်ရဲ့လက်ကိုညင်နာစွာဆုပ်ကိုင်လိုက်တယ်ပြီးတော့ကလေးနှစ်ယောက်စီကိုလှမ်းကြည့်လိုက်တယ်ရဲမန်းနဲ့နန်းချိုကလက်ချင်းတွဲပြီးဥယျာဉ်ထဲကပန်းကင်းတွေစီကိုပြေးလွှားသွားကြတယ်သူတို့ရဲ့ရဲတန်းလေးတွေကနန်းတော်ဥယျာဉ်တစ်ခုလုံးပြန့်လွင့်လို့နေတယ်နန်းမြို့တော်ရဲ့နေဝင်ချိန်ဟာရွှေရောင်ဝင်းနေပါတယ်နန်းတော်တွင်ပန်းချံလေးလေးမှာစစ်သူကြီးဦးဖျားနဲ့မိဖုရားကြီးစုရန်တို့ဟာခင်မင်ရင်းနှီးစွာစကားပြောနေကြတယ်သူတို့အနားမှာတော့အသက်8နှစ်အရွယ်ရဲမှန်နဲ့6နှစ်အရွယ်နန်းချိုတို့ဟာလိပ်ပြလေးတွေကိုလိုက်ဖမ်းရင်းစော့ကစားနေကြပါတယ်စစ်သူကြီးဦးဖျားမိဖုရားကြီးကျုပ်ကတော့စစ်မြေပြင်ကိုထွက်ရတော့မယ်ဒီခီးလာဘလောက်ကြာမယ်ဆိုတာမသိနိုင်ဘူး
မိဖုရားကြီးဆူရန်စစ်သူကြီးစိတ်မပူပါနဲ့ရဲမန်လီကိုကျမကို့သားအရင်လိုပဲစောင့်ရှောက်ထားမှာပါကျမတို့အရင်ကဖျောခဲ့မှုတဲ့ဂတိအတိုင်းခလေးတွေအရွယ်ရောက်ရင်သူတို့ကိုလက်ထပ်ပေးပြီးမိသားစုချင်းပို့ပြီးခိုင်မင်းအောင်လုပ်ကြတာပေါ့ဒါဟာတစ္ဆာဂတိပါပဲမနက်ပိုင်းရောက်လာတော့စစ်တပ်ကြီးနန်းတော်ကနေထွက်ခွာဖို့ပြင်ဆင်နေတဲ့အချိန်မှာရဲမန်လေးဟာနန်းချိုလေးစီကိုပြေးသွားခဲ့တယ်ရဲမန်နန်းချိုငါအဖေနဲ့အတူလိုက်သွားရတော့မယ်နန်းချိုမန့်ကြီးဝဲလျက်ကိုရဲမသွားလို့မရဘူးလားနန်းချိုသူ့ရောက်သေးပြေးနေမှာပေါ့ရဲမန်ကသူ့ရဲ့ဝတ်ယုံထဲကနေတေချာထုတ်ပိုးထားတဲ့ကြောက်စိမ့်လက်စွပ်လေးတစ်ကွင်းကိုထုတ်လိုက်တယ်ရဲမန်ဒါလေးကိုတင်းထားပါငါမင်းကိုပေးတဲ့အမှတ်တရလက်ဆောင်ငါပြန်လာတဲ့အခါငါတို့တယောက်နဲ့တယောက်ပြန်တွေ့တဲ့အခါဒီလက်စွပ်လေးကငါတို့ရဲ့တက်တည်ဖြစ်လိမ့်မယ်နန်းချိုဒါလေးကိုဘယ်တော့မှမပြောက်အောင်တင်းထားမယ်ကိုရဲကိုလည်းအမြဲစောင့်နေမှာစစ်သူကြီးဦးဖျားရဲ့ခေါ်တန်ကြောင့်ရဲမန်ဟာနန်းချိုကိုနောက်ဆုံးအချိန်လှည့်ကြည့်ပြီးမြင်းပေါ်တက်ကထွက်ခွာသွားခဲ့တယ်အချိန်ကြာညောင်းကြီးနောက်15နှစ်အကြာစစ်သွဲတွေရဲ့မီလီယံတွေကြားမှာမြို့ပြတွေပျက်စီးခဲ့ရသလိုအဆက်အသွယ်တွေလည်းပြတ်တောက်ခဲ့တယ်ရဲမန်ဟာနယ်စပ်မှာအရွယ်ရောက်ပြီးကြမ်းတမ်းတဲ့စစ်သားတစ်ယောက်ဖြစ်လာခဲ့သလိုနန်းချိုဟာလည်းလှပတဲ့မိန်းမပြိုလေးတူအဖြစ်ကြီးပြင်းလာခဲ့တယ်နန်းချိုတကိုယ်တည်းရေရွတ်တန်သူမရဲ့လက်ထဲမှာမိမ့်နေပြီဖြစ်တဲ့ကြောက်စိမ့်လက်စွပ်လေးကိုကြည်ရင်ဒီလက်စွပ်ရှင်ကိုအခုတွေ့ရင်ငါမှတ်မိနိုင်ပါဦးမလား15နှစ်တောင်ရှိခဲ့ပြီပဲကိုရဲတော့နန်းချိုကိုမှတ်မိနိုင်အောင်မလားနန်းတော်ရဲ့အနောက်ဖက်မှာစစ်ပွဲတွေငင်သက်သွားပြီးနောက်စစ်သူကြီးအစ်စ်တူမြို့လိုတဲကိုဝင်လာတဲ့ဆိုတဲ့သတင်းဟာတမြို့လုံးပြန့်နှံ့သွားခဲ့တယ်ဒါပေမဲ့အဲ့ဒီစစ်သူကြီးဟာငယ်စဉ်ကခွဲခွာသွားတဲ့ရဲမှန်ဖြစ်နေမယ်ဆိုတာဘယ်သူမှမသိနိုင်ခဲ့ကြဘူးတယောက်နဲ့တယောက်မျက်နှာမမှတ်မိတော့တဲ့ငါတို့နှစ်ဦးကံကြမ္မာကငါတို့တွေပြန်ဆုံနိုင်အောင်မလားလူစီကားလာတော့ဈေးတန်းကြီးတစ်ခုနန်းချိုသည်မျက်နာကိုပွာပါလီသည်အနှင်းကလေးကာယံထားပြီးလှပသောနင်းစီပန်းစည်းလေးကိုရွေးချယ်နေသည်နန်းချိုကမိမိကိုရေယူရင်းဒီနေ့ပန်းလေးတွေကတိတ်လက်တာပဲမမေရတော့ရည်စုပြီးဝဲသွားရမယ်ထိုးစဉ်ဝေးရမှမင်းကွာတန်းများတဒုံဒုံနစ်ကျဲလောင်စွာထွက်ပေါ်လာသည်လူအုပ်ကြီးမှလမ်းဖေပေးရန်ယုံရင်ဆန်ခတ်ထစ်သွားကြသည်ရေမန်ဦးဆောင်သောမြင်းတက်အဖွဲ့ဈေးတန်းတေသို့ဝင်ရောက်လာသည်ရေမန်ဟိမြင်းသည်လူအုပ်ကြောင့်လန့်ဖြတ်ကရှေ့ချေနှစ်ဖက်ကိုထောင်လျက်ဟီတန်ပေးလိုက်သည်ဟဲ့မြင်းကိုထိုင်းစမ်းဖေကြအလုံးလမ်းဖေပေးကြနန်းချိုသည်လန့်ထွားပြီးနောက်ခုတ်ဆုပ်လိုက်စဉ်သူမကြိုက်ထားသောပန်းစည်းလေးသည်လက်ထဲမှလွတ်ကြကဖုန်များကြားသို့မြေခါသွားတော့သည်ရဲမန်သည်မြင်းကိုကျွမ်းကျင်စွာထိမ့်လိုက်ပြီးနောက်ဘေးနားတွင်ကြောက်လန့်တကြားထိနေသောမင်းကလေးတဦးကိုတတိထားမိသွားသည်ရဲမန်သည်မြင်းပုံမှအသားရခုန်ဆင်းလိုက်သည်သူဤတန်ချက်ကဝတ်စုံသည်များတချွင်ချွင်မိသွားသည်သူသည်ဖုန်များကြားမှပန်းစည်းလေးကိုကောက်ယူကာဖုန်များကိုခါထုတ်ပေးလိုက်သည်ရဲမန်ကနူးညံ့သောအတန်ဖြင့်မင်းသမီးလေးဒီမှာမင်းရဲ့ပန်းလေးနန်းချိုသည်မင်းသမီးလေးဟုခေါ်လိုက်သဖြင့်ထိတ်ခနဲထစ်သွားတော်လေရဲမန်ကသူမ၏အလှပကိုတင်စား၍ခေါ်ဆိုခြင်းသာထစ်ကြောင်နားလေလိုက်သည်သူမပဝါကြားမှရဲမန်ကိုမောက်ကြည့်လိုက်သည်နန်းချိုကကျေးဇူးတင်ပါတယ်ရှင်မင်းကြောင့်ကျမတော်တော်လန့်သွားတာရဲမန်ကပန်းစည်းကိုကမ်းပေးရင်သူမ၏မျက်လုံးများကိုစိုက်ကြည့်နေမိသည်ပန်းလေးတွေကတိတ်လာတာပဲမြေခါသွားလို့နှမျောစရာမှာပဲဒါပေမဲ့ပိုင်ရှင်ရဲ့လက်ထဲပြန်ရောက်သွားတော့မှပိုပြီးတင့်တယ်သွားတယ်လို့ပဲနှစ်ယောက်လုံးတဦးကိုတဦးစိုက်ကြည့်နေကြသည်နှစ်ပေါင်းများစွာကခွဲခွာခဲ့ရသည့်ကလေးဘဝတငယ်ချင်းများမှမသိကြတော့လေယဉ်နီးနေသလိုခံစားချက်မျိုးကနှစ်ယောက်လုံး၏ရင်ထဲတွေလှိုင်းထသွားသည်နန်းချိုကရှက်ကူးရှက်ရမ်းဖြင့်ကျမသွားတော့မယ်ရဲမန်ကသူမထောက်ခွာသွားသည်ကိုငေးကြည့်ရင်နေပါဦးမင်းနာမည်ကနန်းချိုသည်ပြန်မပြေပဲလူအုပ်ကြားထဲသို့တိုးဝင်ပျောက်ကွယ်သွားတော့သည်ရဲမန်သည်မိမိ၏ရင်ဘတ်ပေါ်လက်တင်ကြည့်ရာထူးဆန်းစွာတုံရင်နေသောရင်ခုန်တန်းကိုပထမဦးဆုံးချိန်ခံစားလိုက်ရသည်ရဲမန်ကပြုံးလျက်ထူးဆန်းလိုက်တာဒီလိုရင်ခုန်တန်းမျိုးငါတခါမှမကြုံဘူးနန်းတော်ဤခန်းနာထေဝါလာသောညစာစားပွဲခမ်းမဆောင်ကြီးအတွင်စီမီခွက်များ၏ဝါကျင့်ကျင့်အလင်းရောင်သည်ကြောက်စိမ့်တိုင်များနှင့်ရွှေရောင်ချဲပန်းတံခွဲရောင်များပေါ်တွင်ရောင်ပြန်ဟပ်နေသည်
လေထုတဲတွင်နန်းသားပေါင်းနှံ့နှင့်နန်းတွင်တူရိယာတန်စင်များပြန့်လွတ်နေတော်လဲနန်းချို၏ရင်ထဲတွင်မူစိုးရိမ်စိတ်တို့ကပြည့်နှံ့နေသည်မဗျာကြီးပြုံးရွှင်တော်မျက်နှာထားဖြင့်နန်းချိုလာပါအောင်မင်းနဲ့စိတ်ဆက်ထားလေသူငါတို့နိုင်ငံရဲ့ဂုံဆောင်စစ်သူကြီးရဲမှန်နဲ့မိတ်ဆက်ပေးပါရစေနန်းချိုသည်ခေါင်းကိုငုံ့ကာအယိုသေးပေးရင်းဖြည်းညင်းစွာမောက်ကြည့်လိုက်သည်ထိုခဏ၌သူမ၏နှလုံးခုန်တန်သည်ရက်တန့်ထွားသလိုခံစားလိုက်ရသည်သူမရှိတွင်ခံညားထဲဝါသောစစ်ဝစ်စုံပင်မတ်တက်ရက်နေသူမှာနန်းချိုအန်အောလွန်၍စကလုံးများထစ်အငေါ့ဖြစ်လျက်ရှင်ကစစ်သူကြီးသူမမျက်လုံးထဲတွင်လွန်ခဲ့သောရက်အနှဲငယ်ကဈေးတန်းထဲမှဖုံများကြားကသူမ၏ပန်းစည်းကိုကောက်ပေးခဲ့သောရိုးရှင်းသည့်လူငယ်လေး၏ပုံရိပ်ကဝေဝါစွာပေါ်လာသည်ထိုသူနှင့်ယခုရှေ့တွင်ရှိနေသည့်တီကြည်လွန်သောစစ်သူကြီးမှာတဦးတည်းဖြစ်နေသည်ကိုသူမမယုံနိုင်အောင်ဖြစ်နေရသည်စစ်သူကြီးရဲမှန်သူမ၏အံ့ဩနေသောမျက်နှာလိုလေးကိုကြည့်ကာနှုတ်ခမ်းတောင့်သူသည်အတိတ်ပဲပါသောအပြုံးတစ်ခုကိုဆင်မြန်းလျက်ကျွန်တော်တို့ပြန်ဆုံကြပြန်ပြီပေါ့မင်းသမီးလေးနန်းချိုသည်သူမ၏စိတ်လှုပ်ရှားမှုကိုထိမ့်ချုပ်ရင်းတိုးညင်းစွာရေရွက်သည်ဒါဆိုအဲ့ဒီနေ့ကဈေးတန်းမှာရှင်ကရည်ရွယ်ချက်ရှိနဲ့ကျမစီကိုလာခဲ့တာလားစစ်သူကြီးရဲမှန်ခေါင်းကိုအသားရခါရရင်မဟုတ်ပါဘူးကံကြမ္မာကကျွန်တော်တို့ကိုစောစောစီးစီးတွေ့ဆုံပေးခဲ့တာပါဒါပေမဲ့အဲ့ဒီနေ့ကပန်းစည်းလေးကိုပိုင်ဆိုင်တဲ့သူဟာကျွန်တော်ရဲ့စိစက်ထားတဲ့သူဖြစ်မယ်လို့တော့ကျွန်တော်လည်းမထင်ထားခဲ့ဘူးမေဘရားကြီးသည်သူတို့နှစ်ဦးကြားကထူးခြားသောတုံ့ပြန်မှုကိုတတိပြုသွားကသဘောကျစွာရေမောလိုက်သည်မေဘရားကြီးအလိုမင်းတို့နှစ်ယောက်ကအပြင်မှာစုံဘူးကြတာလားတကယ့်ကိုထူးဆန်းတဲ့တိုက်ဆိုင်မှုပဲကဲစကားတွေအများကြီးပြောစရာရှိမှာပေါ့ထိုင်ကြပါအောင်နန်းချိုသည်ထိုင်ကုန်တွင်ထိုင်လိုက်တော့လေသူမ၏စိတ်အာယုံတို့ကရေးမှန်၏စူးရှားသောအကြည့်များအောက်တွင်လွင့်စင်နေရသည်သူမရှူဖက်ချစ်စိတ်ကင်းယူပူသောလူငယ်လေးသည်သူမ၏အနာကျကျင်းဖော်ချိနေခြင်းကဝမ်းတာရမလို့ရှက်ရမလို့ချင်နေသည်ရဲမှန်ကမူသူမအတွက်ဝိုင်းခွက်သေးသို့စပြည့်ရီအတာယာလောင်းပေးခြင်းဖြင့်တိုးညင်းစွာဆူလိုက်သည်စစ်သူကြီးရဲမှန်ပန်းစည်းလေးကတော့နွမ်းသွားလောက်ပြီပေါ့ဒါပေမဲ့အဲ့ဒီပန်းစည်းကိုပေးခဲ့တဲ့သူကိုတော့ကျွန်တော်ဘေတော့မှမမေ့ပါဘူးမိခွက်ရောင်အောက်တွင်နန်းချို၏ပါးပြင်နှစ်ဖက်မှာပန်းရောင်တန်းသွားခဲ့သည်ဒီညစာစားပွဲဟာသူမအတွက်အမေတရားတစ်ခုကိုဖော်ပြပေးခဲ့ရယုံတာမကသူမ၏နှလုံးတကားကိုလည်းစတင်ခောက်လိုက်သလိုရှိနေတော့သည် နန်းတော်တွင်ရှိပန်းချံကျဲတွင်ရဲမှန်နှင့်နန်းချိုတို့မင်္ဂလာပွဲအတွက်တိုင်ပင်နေကြစဉ်စစ်တီတအူအပြေးလွှားရောက်လာသည်စစ်သူကြီးနေဆက်မှာရန်သူတွေအင်အားအလုံးရင်းနေကျူးကျော်လာပါပြီအချီနေအရန်ဆိုးနေပါတယ်ရဲမှန်မျက်လာပြတ်သွားကဘာမင်္ဂလာပွဲနီးမှာတော့ကွေးကောက်လာကြည်လားနန်းချိုပြက်လဲကနန်းချိုကိုတို့မင်္ဂလာပွဲကိုခဏရွှေ့ရလိမ့်မယ်ကိုအခုချက်ချင်းစစ်ထွက်မှရတော့မယ်နန်းချိုဒီတစ်ခါတော့နန်းချိုကိုထားခဲ့လို့မရဘူးအရှင်နန်းချိုလည်းစစ်မြေပြင်ကိုလိုက်ခဲ့မယ်ရဲမှန်မဖြစ်ဘူးနန်းချိုစစ်မြေပြင်ဆိုတာတွေးထွက်တန်ကြိုများတယ်မင်းကိုအန်တီရဲ့ဇမဆွဲသွင်းနိုင်ဘူးနန်းချိုရဲမှန်လက်ကိုစုပ်ကိုင်းလျက်ပြတ်သားစွာဖြင့်အရှင်းပြီးမှမရှိရတဲ့အချိန်တွေကနန်းချိုအတွက်ပူပြီးအန်တီရဲ့များတယ်အတူတူသွားပြီးအတူတူရင်ဆိုင်ကြမယ်ရဲမှန်ကနန်းချိုဤဇွဲကိုမဟန့်တားနိုင်တဲ့ဖြင့်တဘိုးတူလိုက်ရသည်စစ်မြေပြင်တွင်မောတိုက်ပွဲကပြင်းထန်လွန်းလာသည်ဓာချင်းခုတန်လှန်ချင်းထိုးတန်များကစူးညံနေသည်ရဲမှန်တက်ဖွဲ့တဲ့ချက်ဘဲဘက်ကနေညှက်တိုက်နောက်ဆုတ်မကိန်းရဲ့ထိုစဉ်ရန်သူတက်ဖွဲ့တစ်ခုကရဲမှန်ကိုအလိအငိုက်ဝိုင်းရန်လိုက်သည်ရဲမှန်မှာရှစ်မှရန်သူများကိုခုခံနေရစဉ်ရန်သူစစ်တီတအူးကရဲမှန်ကြောပတ်မှနီဥဓာဖင်အတေအလဲခုချလိုက်ရန်ဝဲလိုက်သည်စစ်တီတအူးစစ်သူကြီးနောက်ကျောကိုတတိထားရဲမှန်လက်ကြီးရန်အချိန်မမီတော့ပြီထို့တော့ထိုစက္ကန့်ပိုင်းအတွင်းမှာမင်းမြင်းကွာတန်ပြင်းပြင်းနေအတူနိုင်ချိုဟေးငါအမျိုးသားကိုထီရဲထီကြည်စမ်းခွတ်ချွန်းနိုင်ချိုသည်မြင်းပေါ်မှနေ၍ဒိုင်းလွားကိုဝှေ့ရန်ကရန်သူဓာချက်ကိုအချိန်မီကာကွယ်လိုက်သည်ရန်သူကိုဓာဖင်ပြန်လဲတိုက်ခိုက်လိုက်သည်ရဲမှန်မှာအံ့ဩဝမ်းသာစွာဖြင့်နန်းချိုကိုကြည့်လိုက်မိသည်ရဲမှန်နန်းချိုမီနန်းချိုပြုံးရက်
စစ်မြေပြင်မှာငေးမနေတဲ့လေအရှင်တိုက်ဆရာရှိလားဆက်တိုက်နန်းချိုအရှင်နောက်ကျောကိုလုံခြုံအောင်ကားကွယ်ဖေးထားမယ်ရဲမန်ကောင်းပြီတွားကြစို့နန်းချိုရဲရင်မှုနဲ့အကူအညီကြောင့်ရဲမန်တို့တပ်ဖွဲ့မှာစိတ်သက်ခွန်အားတွေတတ်လာပြီးရန်သူများကိုအစွမ်းကုန်တိုက်ထုတ်နိုင်ခဲ့သည်နောက်ဆုံးတွင်ရန်သူများစုတ်ခွာသွားရတော့သည်တိုက်ပွဲအပြီးအောင်ပွဲခံနေသည့်စစ်မြေပြင်အလေတွင်ရဲမန်နန်းချိုမျက်နှာပေါ်မှဖုံတချို့ကိုတုပ်ဖယ်ပေးရင်မဲတာချိန်မီရောက်မလာခဲ့ရင်ကိုဒီနေ့အသက်ရှင်မှာမဟုတ်ဘူးကိုရဲ့တက်တိခဲလီကိုရဲ့ကဲတင်ရှင်လီပါလားစစ်သူကြီးတယောက်ကိုအသက်ကဲလိုက်ရတာဆိုတော့နန်းချိုကိုစုတော်လက်တော်လေးပါများချီးမြှင့်မလဲမသိဘူးရဲမန်ရီမောလေးကိုရဲ့ဘဝတလွာလုံးကိုပေးအပ်ပြီးသာဝရချစ်ခွာမဲ့စုကိုချီးမြှင့်ပါမယ်နှစ်လကြာနန်းတော်တွင်မှာခန္ဓာထေဝါလာတော်မင်္ဂလာပွဲကြီးကိုစင်ရင်ကျင့်ပနေကြသည်အောင်နိုင်သောစစ်သူကြီးရဲမန်နှင့်သူ့ကိုကယ်တင်ခဲ့သောရဲရင်သောသူတို့စီနန်းချိုတို့သည်ဧည့်သည်ပရိသတ်များရှိမှလက်ချင်းစုပ်ကင်ထားကြသည်ရဲမန်ဒီတစ်ခါတော့တကယ်ကိုအေးချမ်းသွားပါပြီကိုတို့ရဲ့ဇလန်းလေးကစီမြေပြင်ကစပြီမေအခုတော့နန်းတော်ထဲမှာအဆုံးသတ်ပြီပေါ့နန်းချိုအဆုံးသတ်တာမဟုတ်ဘူးအရှင်အချစ်မှာဖြစ်ဖြစ်စစ်ပွဲမှာဖြစ်ဖြစ်ဘဝရဲ့ဘလို့အခက်ခဲမှာပဲဖြစ်ဖြစ်အရှင်ဘေးမှာနန်းချိုအမြဲတမ်းရပ်တည်သွားမဲ့ဘဝအသက်ရဲ့အစပါရဲမန်ကနန်းချိုဤနဖိုးလေးကိုညီညမ်းစွာနန်းရွှဲလိုက်သည်သူတို့နှစ်ဦးသည်အားလုံးဤကောင်းကြီးသောဘာသာများကြားတွင်ထာဝရပျော်ရွှင်စွာပေါင်းဖက်သွားကြပါတော့သည်ဒီလက်ဆရှင်ကိုအခုတွေ့ရင်ငါမမီနိုင်အောင်မလားသူရဲ့ပြုံးတွေသူရဲ့ချီတွေရင်တိုင်းမဲလားကိုကိုရဲ့ရောနန်းချိုကိုမမီနိုင်အောင်လားနှစ်ပေါင်းများစွာဝေးကွာခဲ့တဲ့ဒီကံကြမ္မာရဲ့လေကွာချာရောင်တွေမိန်ဖြောသွားခဲ့ပြီဒါပေမဲ့နန်းချိုရဲ့မျောလင်းချက်တွေကတော့မနေကတိုင်းရှင်သန်နေပါဒီလက်ဆိုရှင်ကိုအခုတွေ့ရင်ငါမမီနိုင်အောင်မလားသူ့ရဲ့ပြုံးတွေသူ့ရဲ့ချီတွေရင်တိုင်းမဲလားကိုကိုရဲ့ရောနန်းချိုကိုမမီနိုင်အောင်လားနှစ်ပေါင်းများစွာဝေးကွာခဲ့တဲ့ဒီကံကြမ္မာရဲ့လေကွာချာစင်ငါနဲ့တောင်ရှိခဲ့ပြီပဲကိုကိုရဲ့နန်းချိုကို